ဤအဖိုးဟာသူ့မျက်နှာပေါ်ရိတ်သိမ်းခရီးမင်းတုံလိမ့်လိုက်ပြီးတဲ့နောက်ရုတ်တရက်ဆိုသလိုကြောက်ခဲလိုမျိုးမာခဲသွားခဲ့ပါတယ်မျက်နှာပေါ်မှာကွန်ကရစ်တွေကပ်နေသလိုပါပဲအဲ့ဒီခါကျမှသူ့မြေဖြစ်သူကရိတ်သိမ်းခရီးမင်းနေရာမှာဆောက်လုပ်ရေးသုံးအမြုပ်ကော်နဲ့အစားထိုးပြီးသူ့ကိုဆေးထိုးစနောက်လိုင်မန်တိလိုက်ရပါတော့တယ်အဖိုးဖြစ်သူကမျက်နှာပေါ်ကဟာတွေကိုခွာထုတ်ဖို့စူးစမ်းနေတော့မှပဲသူ့သားကအခန်းထဲဝင်လာပြီးလာကြည့်တာမို့အချိန်ကိုက်ကအတော်လေးလွဲချော်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာတင်သူ့ကိုမှပတ်ထားတဲ့မျက်နှာတုပ်ပူဝါကကျမ်းပြင်ပေါ်ကျွတ်ကျသွားခဲ့လို့ပါပဲသူတို့နှစ်ယောက်လုံးလည်းဒီကိစ္စကိုဘယ်တော့မှပြန်မပြောဖို့ကတိပြုလိုက်ကြပါတယ်အဲ့ဒီနောက်သူအိယာဝင်တဲ့အချိန်မှာကရင်ပေါ်မှာတခုခုတွားလှုပ်ရှားနေတာကိုသတိထားမိပြန်ပါတယ်။ဆောင်းကိုလှန်ကြည့်လိုက်တဲ့အခါမှာတော့အကောင်ကြီးမားတဲ့ဘိုးကတော်ငွေကြီးတစ်ကောင်ကိုတွေ့လိုက်ရပါပြီ။သူ့မြေးကသူ့ကိုနောက်တစ်ချိန်ထပ်ပြီးဆေးထိုးလိုက်ပြန်ပါပြီ။သူလည်းကရင်ပေါ်ကနေဝုန်းကနေခုန်ဆင်းပြီးလွတ်မြောက်ဖို့အတွက်ကရင်ပေါက်ကနေကြောထွက်ခဲ့ပေမဲ့အောက်ကိုပြုတ်ကျသွားပြီးရေတံလျှောက်ကိုလှမ်းဆွဲရင်တွဲလောင်းကြီးဖြစ်နေခဲ့ပါတယ်။ဒါနဲ့အဖိုးဖြစ်သူကလက်တုပ်ပြန်ဖို့ဆုံးဖြတ်လိုက်ပြီးလျှက်စစ်လက်သုံးကရိယာတချို့ကိုယူဆောင်ကသူ့မြေးရဲ့အခန်းထဲကိုတွားခဲ့ပါတယ်။မြေးဖြစ်သူကျောင်းကနေအိမ်ပြန်ရောက်တဲ့အခါသူ့ကြောပိုးအိတ်ကိုချလိုက်ရုံရှိသေးစပွဲကပြိုလဲကျသွားပါတယ်။ပြီးတော့ကလတ်ထိုင်ပေါ်ထိုင်လိုက်တဲ့အခါမှာလည်းကလတ်ထိုင်ကပါထပ်ပြီးကျူးကျသွားခဲ့ပါတယ်။စိတ်ပြက်လက်ပြက်နဲ့ကရင်ပေါ်လှဲချလိုက်တဲ့အချိန်မှာတော့ဒီတစ်ခေါက်မှာတော့သူ့အဖိုးကအနိုင်ရသွားပြီဆိုတာကိုသူသဘောပေါက်သွားပါတော့တယ်